အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ပြပြပေးချင်တာကကျွန်မစီမှာမေးထားကြတဲ့ဒီ grade 5အတန်းလေးအတွက်ပေါ့နော်အဲ့ဒါအတွက်ကိုပြပြပေးချင်တာပါ grade 5ကခရိုင်စစ်စာမေးပွဲဖြေရတယ်မူလာတန်းရဲ့နောက်ဆုံးအတန်းဖြစ်တယ်အဲ့ဒီအတွက်ကြိုပြီးတော့နွေရာသီမှာလေ့ကျင့်ပေးထားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မစီမှာမြန်မာစာအင်္ဂလိပ်စာသင်ချာဆိုပြီးတော့ဘာသာရပ်3ခုအတွက်ဒီသင်ခန်းစာဗီဒီယိုလေးတွေဝယ်လို့ရပါတယ်အဲ့တော့ Telegram ကနေကြည့်ရတယ်သူက Telegram ကဖြစ်တဲ့အတွက်အလွယ်တကူ down ထားလို့ရတယ်အချိန်မီနေရာမီကနေလည်းကြည့်လို့ရတယ်သင်ခန်းစာတစ်ခုချင်းစီကိုကျွန်မကမြန်မာစာဆိုရင်လည်းခေါင်းစဉ်တစ်ခုချင်းစီသင်ခန်းစာတစ်ခုချင်းစီကိုဆရာမကသင်ပြနေတဲ့ပုံစံဗီဒီယိုလေးတွေပါမယ်အင်္ဂလိပ်စာဆိုလည်းအဲ့တိုင်းပဲသင်ချာဆိုလည်းအဲ့တိုင်းပဲအဲ့တော့ကိုသင်ပေးခြင်းတဲ့အချိန်တိုင်းကိုဗီဒီယိုကိုပြန်ကြည့်ပြီးတော့ခလေးကိုလေ့ကျင့်ပေးလို့ရတယ်ပြီးတော့ကိုမသင်တတ်တဲ့ဟာမျိုးရှိလို့ရှိရင်လည်းဒါလေးကိုကြည့်ပြီးတော့ခလေးကိုရှင်းပြလို့ရတယ်ပေါ့နော်ခလေးကိုလည်းဓာတ်ရိုက်ဖွင့်ပြလို့ရတာဖြစ်ပါတယ်အဲ့တော့မြန်မာစာအင်္ဂလိပ်စာသင်ချာအတွက်3ဘာသာရပါတယ်တစ်ဘာသာကို3000ကျပ်ပါ3ဘာသာလုံးယူရင်လည်း promotion လေးရပါတယ်ရှင်ဝယ်ယူခြင်းနဲ့ဆိုဒီဖုန်းနံပါတ်လေးကဆက်သွယ်နိုင်ပါတယ်ရှင်